โอเคလုံးဝမင်္ဂလာပါမျိုးကြီး gaming YouTube channel ကနေပြန်နေကြပါပါတယ်ကျွန်တော်ဒီနေ့မှာတော့diamond free ရမယ်ပေါ့နော် diamond free ရမယ် event လေးတစ်ခုကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်နည်းနည်းတော့အရင်တော့လို့ဗျာကျွန်တော်တို့ Telegram event တစ်ခုပဲနည်းနည်းသူကဟိုဟာလုပ်တယ်ဗျအရင်တော့ကျွန်တော်တို့ diamond တော့ဖြစ်သွားတယ်ဒီရွှေ9000စုခိုင်းတာပေါ့အခုကတော့ရွှေ3000ဖြစ်သွားပြီဗျခေဒါလေးကကျွန်တော်တို့ဘယ်နေ့ရလဲ2ရက်ပေါ့နော်2ရက်ဆိုတော့48နာရီအတွင်းကိုကျွန်တော်ဒီ coin လေး coin 3000ပေါ့နော် coin 3000ရအောင်စုရမှာဗျအဲ့ coin 3000ရရင်ဘာရမလဲဆိုရင်ဒီမှာ diamond 150ထုတ်လို့ရမယ်ဒါကျွန်တော်တို့ဒါ9မလုံလောက်ဘူးပေါ့နော်ကျွန်တော်နည်းနည်းထုတ်ပြမယ်ဘာထုတ်မှလဲဆိုရင်လက်မှတ်ထုတ်ပြမယ်ဒါကျွန်တော်ဝင်ပြီးသွားပြီ login ဝင်ပြီးသွားပြီဆိုတော့တော့ရှော့ပြောင်းလဲမှုအောင်မြင်ပါစေဆိုပြီးတော့ game ထဲကိုရောက်သွားမှာဒီမှာဆိုလို့ရှိရင်လည်းဒါတော့ရှော့ဒီထုတ်လို့ရှိရင် game ထဲကိုရောက်သွားမှာပေါ့နော်ဒီ event ရဲ့ကျွန်တော် link ကတော့ကျွန်တော်ဒီ video ရဲ့ description မှာရောအကုန်လုံး comment ပေါက်မှာချမယ်ပေါ့နော်အဲ့တော့နည်းနည်းဘယ်လိုလုပ်မလဲဆိုတော့အလုံးလုံးပုံလေးကြည့်ရမယ်ကြားရဘာမှမခက်ဘူးဒီမှာကျွန်တော်ဒီ go ဆိုတာပေါ့နော်ဒီကောင်နှိပ်ရုံပဲဒါကျွန်တော်ဘယ်နှခါနှိုက်ထားလဲဆိုတော့3ခါ6ခါ9ခါနှိုက်ထားပါတော့ကျွန်တော်တို့ဒီ login ဝင်3ခါရမယ်2ရက်ပေါ့နော်1ရက်ကို login တစ်ခါဝင်3ခါရမယ်ဗျာ3ခါရမယ်နောက်ဒီတကယ်ချင်းတယောက်ကို share လို့ရှိရင်3ခါရမယ်1ရက်ကိုနော်1ရက်ကိုပြန်ပြ9ခါတော့ရရဗျ9ခါဆိုလို့ရှိရင်ကျွန်တော်ဒါနှိုက်ထား9ခါဆိုတော့1900ရတယ်ဒါဒီနေ့1ရက်ပေါ့နော်မနက်ဖြန်နှိုက်ရင်တော့ကျွန်တော်4000ကျော်ဖြစ်သွားပြီ19ဆိုတော့ထားပါတော့3000ကျော်ပေါ့3000ကျော်ရမယ်ဆိုတော့ diamond 150တော့ရမယ်ဗျာဒီလိုက diamond 150မယူချင်ဘူးဒီဖုန်းမေယူချင်တယ်ဆိုလို့ရှိရင်လည်းဖုန်းမေလဲလို့ရတယ်ဒီမှာဆိုလို့ရှိရင် phone credit card Telenor Ooredoo MPT 3ခုအဲ့3ခုရမယ်အဲ့ပဲကြံပြီးတယ်ဒီကောတော့ဒါဘာမှမဟုတ်ဘူး normal လေးထင်တယ် normal လားဟုတ်တယ် normal မဟုတ်ပါဘူး normal လား e live လားမသိဘူးအဲ့ဟုတ်တယ် e live second chat ဗျာ e live second chat ရွေးရမှာအဲ့ရဒီလက်မှတ်ရဒီ6000ကျော်ကတော့နည်းနည်း share တဲ့လူတွေရနိုင်မယ်ထင်တယ်ဗျ share တဲ့လူတွေဆိုတာကျွန်တော်ဒီမှာကျွန်တော် link ဒီ link ကိုကူးယူပါဆိုဒီကျွန်တော်တို့ဒီ link ကနေပြီးတော့ဝင်တဲ့လူတွေပေါ့နော်ဝင်တဲ့လူတွေတော့ဖြစ်သွားပြီဒီ link ကိုကူးယူပါဆိုပြီးတော့ share ရမှာဗျာကျွန်တော်တကယ်ချင်းတို့ link share ရမှာ Telegram အဲ့လိုကို game ဆောတဲ့တကယ်ချင်းများများရှိလို့ရှိရင်တော့ကောင်းတယ်ဘာဖြစ်လဲဆိုတော့ကိုအဲ့ဒီရွှေများများရနိုင်တယ်ဗျာ9000ထိရနိုင်တော့အများဆုံး9000လို့ပြော9000မှာဆိုလို့ရှိရင် diamond 900ပေါ့ diamond 900အများဆုံးပဲဖုံးမရလဲ18000ဟောပါလို့တော့မဟုတ်သေးပါဘူးသူကရေးထားတော့ Buino second ချက်တယ်ဒါပေမဲ့သူက Buino second နေမဟုတ်ဘူးပြီးတာ e လိုက်တယ်တော့ဟွာလောက်နေပါတော့ဒီမှာဆိုလို့ရှိရင် EAB နှစ်စာက9ရက်တဘာမဟုတ်ဘူးလားဒါကတော့ e live ဒီကောလဲ e live ပဲ e live တွေပဲလားက diamond ယူရင်ယူမယူလို့ရှိရင်ဖုံးမေယူပေါ့နော်game မဆော့ရင်တော့ game ကိုတိုင်းမဆော့ရင်တော့ဖုံးမေယူတာကောင်းပါတယ်ကဲအဲ့တော့ဒါ event link ကတော့ကျွန်တော်ဒီ description နဲ့ဒီဟိုမှာချမယ်ပဲပေါ့နော်ဒီတိုင်းပဲကျွန်တော်ဘယ်လိုဝင်ရမလဲဆိုတော့ကျွန်တော်ဒီ link ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ link ကိုဝင်လိုက်ရင်တောက်လျှောက်ကျွန်တော်တို့ game ထဲရောက်သွားမယ် game ထဲရောက်သွားပြီးရင် browser အရင်ဆုံးမဟုတ် browser ထဲကိုရောက်မှာ browser ထဲကိုရောက်ပြီးအဲ့ဒါကျွန်တော်ဝင်မပြတော့ဘူးဆိုတာက link ကကျွန်တော်ဒီတိုင်းပဲနှစ်ခါပြန်ဝင်လို့မရဘူးထင်တာပဲတစ်ခါပဲဝင်လို့ရဆိုအဲ့ဒါကျွန်တော်ဝင်ပြီးသွားပြီဖြစ်တဲ့အတွက်ပြန်ဝင်လို့မရဘူးတော့ဝင်လို့တော့ရတယ်ဗျအဲ့ဒါကျွန်တော်မလုပ်ပြတော့ဘူးဒီတိုင်းပဲကျွန်တော်ပြထားတဲ့ကျွန်တော်ချပေးထားတဲ့ link ဗျာကျွန်တော်ဒီမှာဒီ email ရဲ့ link ပေါ့နော်ဖျက်သွားတာဒီကောဒီမှာကျွန်တော် copy link ယူပြီးတော့